enemy ဖက်မှာအာလီယောလေးကရော damage ရထွက်တဲ့ဘယ်နဲ့တတော်ဆိုယူတို့ပါနေတဲ့ပေါ်ကိုကျွန်တော်တို့ဘယ်လိုမျိုးကမ်းဘက်ပြန်ဆော့ပြသွားလဲဆိုတော့ bla တို့ဒီနေ့ဒီဗီဒီယိုမှာပြပြပေးသွားမယ်ပေါ့နော် hello ပဲမင်္ဂလာပါကျွန်တော်ကိုယ်တိုင် YouTube channel နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် bla တို့ကျွန်တော်တောက်ဆိုရကိုရှိတယ်ပေါ့နော်အဲ့ဒါကြတော့ကျွန်တော်ရဲ့ YouTube channel မှာ subscriber 200ပြီးရင် bla တို့ Wikipedia တို့ခုနဲ့ Starlink တက်ကက်ကိုမဖောက်ပေးသွားမယ်ပေါ့နော်တကယ်လို့ subscriber 1000ပြီးသွားရင် bla တို့ကျွန်တော်အနေနဲ့ Steve Skate တကောက်ရဲ့နောက်ပြီးတော့ Diamond ရဲ့ Starlink ရဲ့နောက်ထပ်မဲဖောက်ပေးဖို့ရှိတယ်ပေါ့နော်အဲ့ဒါကြောင့် bla တို့အနေနဲ့ like subscribe တွေတော့လုပ်ထားဖို့တောက်ဆိုချင်တယ်ပေါ့နော် okay စားလိုက်အောင်ပေါ့နော် step player တဲ့အနေနဲ့ပထမဆုံးလုပ်ရမယ်လို့ကြတော့ပတ်ဆက်ရှာမယ်ပေါ့နော်ကိုယ့်ရဲ့ teammate တွေ enemy ကိုမမြင်ခင်ကိုကအရင်မြင်မှပတ်ဆက်ရမယ်ပေါ့နော်ခုတည်းကျွန်တော်မှာပတ်ဆက်62ချက်ရပဲနောက်က2ချက်ကဘယ်လိုရလဲဆိုတော့ကိုယ့်ရဲ့ level လိုက်ရတယ်ပေါ့နော်ဒီမှာဆိုရင်နောက်ထပ်33ချက်ကျွန်တော်ပြန်ရလိုက်သေးတယ်ပေါ့နော်ပတ်ဆက်93ချက်ရသွားပြီဆိုတော့ဗျာကျွန်တော်အလဲရမိတ်ခွေကိုကူပြီးတော့ရှင်းလိုက်တယ်ပေါ့နော်ကျွန်တော်ဘက် EHP ရဗျာပတ်ဆက်တာ10မိနစ်မပြည့်သေးဗျာ enemy ဘက် EHP ကို fast back ပေးလိုက်ရပါပေါ့နော်ဒီနေရာမှာဆိုရင်ဗျာကျွန်တော်ဘက် EHP အဲ့နားမှာနေခဲ့တယ်ပေါ့နော်သူကဘန်းနှောက်မယ်ဆိုတော့သိရသားနဲ့မလိုက်တော့ဘူးပေါ့နော်အဲ့နဲ့ enemy ဘက်က EHP ရောက်လာတော့ကျွန်တော်ဘက် hyper ပြန်ပေးလိုက်ရပါပေါ့နော်ကျွန်တော်ဘက် hyper တည်တဲ့ချိန်မှာသူကရောက်လာဗျအဲ့ဒါနဲ့ကျွန်တော်ဘက် hyper တည်သွားပြီပေါ့နော်အခုတည်း fast start တဲ့ထွက်ပြီဗျတာတဲ့ပဲဆက်လို့ရကျွန်တော်တွေးပြဖြီးလိုက်တယ်ပေါ့နော်ဒီမှာဆိုရင်ကွာတာရီတို့မင်းတို့ကြည့်လိုက်ကွာ enemy ဘက်ကကွာတာတဲ့ပေါ်နေတော့သူကတာတဲ့မလုပ်ဘဲနဲ့ပေါ့နော်ငါတို့ဘက် EHP ကိုဂတ်လိုက်တယ်ပေါ့နော်ငါတို့ဘက်မှာ EHP မရှိတော့ငါတို့က fast start တဲ့ skill လိုက်ရတယ်ပေါ့နော် enemy ဘက်ကကွာသူတို့ကလှုပ်ချင်တယ်လို့လုပ်ပြီးတော့ပြန်ထွက်လို့ရတဲ့ hero တွေများတယ်ပေါ့နော်သူတို့ဘက်က movement speed နဲ့မြန်တယ်နောက်ပြီးတော့damage လည်းတော်တော်လေးကိတ်တယ်ပေါ့နော်အဲ့နဲ့ငါတို့ဖက် fast start တဲ့ skill လိုက်ရကွာဒီနေရာမှာဆိုရင်ကွာ enemy ဖက်မရမသေးဘဲနဲ့သွေးတစ်စက်လေးနဲ့လော့သွားကွာငါ ultimate တွေပါအကိုလိုသုံးလာတော့မှသွေးတစ်စက်လေးနဲ့လော့သွားတာပေါ့နော်ခုဆိုရင်ကွာငါတို့ဖက်မှာအာလီဘက်ကတော်တော်လေးနှိမ့်သွားပြီလို့ပြောလို့ရကွာဘာဖြစ်လို့လဲဆိုတော့ enemy ဖက်မှာတာတဲလဲရလိုက်တယ်နောက်ပြီးတော့ enemy ဖက်ကို hero gain နဲ့9ခေါ်လောက်ပေးထားရကွာအဲ့ဒါကြောင့် enemy ဖက်ကတော်တော်လေးသာသွားပြီပေါ့နော်ဒီမှာဆိုရင်ကွာသူတို့ဖက်က mass မရနေနေလို့ပေါ့နော်ငါတို့ဖက်က mass မလာခဲ့တယ်ကွာ3ရောက်လောက်ထိလာခဲ့တယ်ကွာသူတို့ဖက်က mass မရတော့ပြန်ရလိုက်တယ်ကွာငါတို့ဖက်က mass မရကြတော့မသိဘဲနဲ့သွေးတစ်စက်လေးနဲ့လော့တော့ပေါ့နော်ဒီနာမဆိုရင်ကွာငါဘာဖြစ်လို့ပြောင်းဝင်သွားလဲဆိုတော့ငါမဝင်သွားရင်ငါတို့ဖက်က mass မရသေးပြီပေါ့နော်တချို့တက်ဆော့တဲ့ player တွေရှိတယ်ကွာအဲ့လိုကိုယ့်ဖက်က teammate တွေသွေးနေနေတဲ့ချိန်ဆိုရင်သူလည်းပြေးကိုလေးပြေးအဲ့လိုမလုံးနဲ့ပေါ့နော်ကိုယ့်ရဲ့ teammate တွေပြေးလို့ရအောင်ကိုကတက်နေဆိုကောက်ွယ်ပေးပေါ့နော်ကိုတည်သွားတာကိစ္စမရှိဘူးပေါ့နော်ခုဆိုရင်ကွာငါတို့ဘက် hyper မရှိတာသိလို့ပေါ့နော် enemy ဘက်ကစကက်တာတဲကိုတခါလေးဖုတ်ချလိုက်တယ်ပေါ့နော်အဲ့ဒါနဲ့စကက်တာတဲ့ပါပေးလိုက်ရတယ်ကွာဒီနားမှာဆိုကွာတာရီတို့မေးလို့ကြည့် enemy ဘက်က damage ဘယ်လောက်များလဲဆိုတော့ငါတို့ဘက်က hyper သွေးနေနေလို့ကာပေးလိုက်တဲ့အချိန်မှာ enemy ဘက်ကမင်းရဲ့ damage နဲ့ပေါ့နော်တခါလေးသိသွားရကွာ enemy ဘက်ကကွာသူတို့ဘက်မှာ early by damage တော်တော်ထွက်နေတော့ကွာဒီတော့သူတို့က battle ပဲလိုက်ပြီးတော့ချတယ်ပေါ့နော်ဒီမှာဆိုရင်လည်းကွာတာရီတို့မေးလို့ကြည့်လိုက်ကွာ enemy ဘက်ကကွာငါတို့ဘက်က EHP နဲ့မေးလို့လာတက်တယ်ပေါ့နော်လာတက်တဲ့အချိန်မှာ damage ဘယ်လောက်များလဲဆိုတော့မလို့ကြည့်ဘာမှမလုပ်လိုက်ရဘူးကွာငါလည်းတစ်ခါလေးသိသွားကွာငါတို့ဘက်က hyper တော့ကသူ့ရဲ့ဘက်ကိုတော်သေးလို့ပေါ့နော်မပေးလိုက်ရတာကွာအဲ့ဒါတော့ကွာ enemy ဘက်ကမဘက်ပဲနဲ့ပေါ့နော်ငါတို့ဘက် hyper ကိုပတ်သက်ဖို့လုပ်တယ်ကွာအဲ့ဒီအချိန်မှာငါတို့ဘက် hyper enemy ဘက် EHP ကို short out ကရလိုက်တယ်ကွာနောက်ပြီးတော့ enemy ဘက်က low မာကိုလည်း enemy ဘက်က low မာကိုလည်းငါတို့ဘက်မေးရ damage နဲ့ရလိုက်တယ်ကွာ enemy ဘက်ကသူတို့ဘက် damage များနေတော့ကွာဘယ်လောက်ထိလိုက်တီးလဲဆိုတော့ငါတို့ဘက် EHP နဲ့မေးနေတော့မသေးဘဲနဲ့ကန်ကောက်လို့လော့သွားကွာစကဲတက်တဲ့ထွက်နေတဲ့ခြေကြီးကွာ enemy ဘက် EHP ငါတို့ဘက်ကရလိုက်တယ်ကွာ enemy ဘက်ကကွာ hyper လည်းမရှိတော့သူတို့ကတာတဲကိုမလာတော့ဘူးပေါ့နော်အဲ့နဲ့ငါတို့ဘက်ကစကဲတက်တဲ့ကိုရလိုက်တယ်ကွာနောက်ပြီးတော့ enemy ဘက်က mass မဲကိုလည်းရလိုက်တယ်ကွာအဲ့နဲ့ငါတို့ဘက်ကနည်းနည်းပြန်ပြီးတော့ဆိတ်ပြေးသွားတယ်လို့ပြောလို့ရကွာဒီလား enemy ဘက်ကကွာတွေ့တဲ့နေရာမှာချရကွာ enemy ဘက် damage ဘယ်လောက်များလဲဆိုတာကြည့်ဘာမှမလုပ်လိုက်ရကွာသူ့ရဲ့တပိုင်းပဲရှိလို့လေဒီမှာဆိုရင်လည်းသားရုံမဲလို့ကြည့်ကွာငါကန်ကောင်းလို့လော့သွားကွာဒီလားဖိုင်ပါရှိလို့ပေါ့နော်မင်းနဲ့ hyper ရဲ့ damage ဆောင်းဝမ်းများတယ်ကွာဒီလား enemy ဘက်ကကွာငါတို့တော်တော်လေးမုန်းနေရတယ်ကွာကြည့်လိုက်တာဝါထဲမှာကွာမရှောက်ဘူးကွာလိုက်ချတယ်ကွာဒီလားသူတို့မှာ bubble spell မရှိတော့ကွာမရှိတော့ငါ ultimate နဲ့ဆွဲတဲ့အချိန်မှာ enemy ဘက်က hyper ကိုလည်းရလိုက်တယ်နောက်ပြီးတော့ low မောင်လည်းပြန်ပြီးတော့ရလိုက်တယ်ကွာအခုဆိုကွာ first lot ထွက်ကွာ first lot ထွက်တဲ့အချိန်မှာ enemy ဘက်က hyper အောက်မှာရှိနေလို့ပေါ့နော်ငါတို့က low ကိုတခါလေးတန်းပြီးတော့လှုပ်တယ်ကွာလှုပ်တဲ့အချိန်မှာ enemy ဘက်ကအုပ်စုလိုက်ရောက်ချလာကွာဒီလားအဲ့ဒါနဲ့ enemy ဘက်က EHP ရဲ့ damage နဲ့ပေါ့နော်ငါတို့ဘက်က low ပေးလိုက်ရတယ်ဒါပေမဲ့ငါတို့ဘက်ဘယ်တဲ့နိုင်သွားကွာ enemy ဘက်က4လောက်ထိပြန်ကျသွားကွာ enemy ဘက်က melee first tower ကိုယူပြီးတော့ပေါ့နော်ငါတို့က low သွားရှင်းလိုက်ရပါကွာငါနဲ့ mass မဲကျတော့ low မရှင်းဘဲနဲ့စကဲတာဝရမလားဆိုပြီးတော့လုပ်တဲ့အချိန်မှာငါတို့ဖက်က mass မဲဒီနားမှာတေသွားကွာဒီမှာဆိုကွာငါလော့သွားပြီကွာငါဘာဖြစ်လို့ပြန်ပြီးတော့ဝင်သွားလဲဆိုတော့ငါတို့ဖက်ကတိမ့်မေးတေမှာဆိုလို့ကွာဒီတော့တေခံပြီးတော့ ultimate နဲ့ဝင်ဆွဲတော့ငါတို့ဖက်ကမိတ်လည်းတေသွားတယ်နောက်ပြီးတော့ငါတို့ဖက်က hyper လည်းတေသွားတယ်နောက်ပြီးတော့ငါလည်းတေသွားကွာငါတို့ဖက်ကလော့မရှိရသေးဘူးကွာဒီဘက်မှာပါတယ်ငါတို့ဖက် EHP ကွာတော်တော်လေး free ရလို့ပြောတယ်ဒီမှာဆိုကြည့် enemy ဖက်က hyper ရဲ့
ဒါမေဘလောက်များလဲဆိုတော့ငါတို့ဘက် EHP တခါလဲတန်းသေးသွားကွာငါပြတ်ထဲတော့ကွာခြုံလေလိုက်စိတ်တဲ့ချိန်မှာအနေဖက်အမိုက်အပြည့်ယူတာကွာဟိုအပေါ်မှာသူချင်းငါတို့ဘက် mask မဲပေါ့နော်သူခရီသွားရှင်းနေတယ်ကွာအဲ့ဒီနားမှာဆိုကြည့်ငါတို့ဘက် mask မဲကန်ကောင်းလို့ပေါ့နော် enemy ဘက်က EHP ကသူရဲ့ RD မျိုးတလွဲတိုးလိုက်လို့မသေးတော့ကွာအဲ့နဲ့ငါ enemy ဘက်ကဘက်ကရဲ့ကိုလိုရောက်မယ်ဆိုတော့ဒီတော့ငါတို့လည်းတက်လိုက်သွားပါတော့တက်လိုက်သွားအချိန် enemy ဘက်က mask မဲတော့ရလိုက်တယ်နောက်ပြီးတော့ငါတို့ဘက်ကကွာဒီနားမှာငါပြေးလို့လော့တယ်ကွာဒီကငါပြေးလို့လော့တယ်ငါတို့ဘက် EHP တေးမှာဆိုလို့ပေါ့နော်ငါသူ့ကို like ကောက်ပေးတဲ့အချိန်မှာငါလည်းပြန်နေသွားကွာငါတို့ဘက် EHP လည်းပြန်နေသွားပါတော့ငါမဝင်ဘဲနဲ့ပြေးရင်ငါလော့တယ်ကွာဒီလားစကဲလော့ထွက်နေတဲ့အချိန်ကွာငါနဲ့ EHP နဲ့တေးသွားတော့ကွာ enemy ဘက်လော့ကိုတခါလေးဖုတ်ချပလိုက်တော့ကွာဒီမှာဆိုရတော့ကွာ enemy ဘက်လော့မလောက်ခဲ့သူတို့ဘက်တဲကိုအရင်ချဖို့လုပ်တယ်ပေါ့နော်အဲ့နဲ့ enemy ဘက် EHP ကသွင်းနေသွားကွာသွင်းနေတော့သူတို့ဘက်ကဖက်သွားတဲ့အချိန်မှာငါတို့ဘက်ကလော့ကိုရှင်းလို့ရသွားကွာဒါပေမဲ့ငါတို့ဘက်ကကွာပိုလီမဲကတော့ပေးလိုက်ရတယ်ကွာဒီမှာဆိုရတော့ကွာတိုင်းတော့မယ်ကြီး enemy ဘက်ကကွာဘယ်လောက်ထိဝေရှင်ကိုကြည့်လဲဆိုတော့ငါတို့ဘက်ဟိုက်ဘာခရစ်သွားရှင်းတာတော့သူတို့ကမြင်သွားကွာအဲ့နဲ့သူတို့ကအဲ့ဒီဘက်ကိုကိုလိုရောက်ချသွားကွာငါတို့ဘက်ဟိုက်ဘာအိပ်ပြန်လာမြန်လို့ပေါ့နော်အဲ့နဲ့ငါအနောက်ကိုပြန်လာပြီးတော့ခြုံလာဆက်တယ်ကွာခြုံလာဆက်တော့ငါဘာဖြစ်လို့ဒီနားမှာ10စက္ကန့်20စက္ကန့်လောက်ရနေလဲဆိုတော့ enemy တွေကဘေးကခြုံမှရှိရင်ငါ့ကိုလက်တက်လေးပါကွာလော့ထွက်တော့မှဆိုတော့ကွာသူတို့ကဒီဘက်မှာပဲဘေးရှင်တွေအပြည့်ယူလိုက်တယ်ကွာအဲ့နဲ့ငါခြုံလေးကိုလိုက်စစ်ပေးတယ်ကွာလိုက်စစ်ပေးတဲ့အချိန်မှာငါတို့ရဲ့လွက်ဘက်ခြုံလာပါကွာ enemy ဘက်ဟိုက်ဘာနဲ့လုံမနှစ်ကောင်ရှိနေတယ်ကွာဘက်ကလုံမကွာကြော်နေတော့ငါပြတ်မယ်ဒီလိုပေါ့နော်ဒီမင်းနဲ့ဆွဲရတဲ့အချိန်မှာသူကဖက်ကခိုးပြီးတော့ထွက်သွားပါဒါပေမဲ့ enemy ဘက်ဟိုင်ပါကိုရလိုက်တယ်နောက်ပြီးတော့မိတ်ကိုလည်းရလိုက်တယ်လုံမောင်လည်းရလိုက်တယ် enemy ဘက်က၄កောက်လောက်ထိကျသွားကွာငါတို့ဘက်ကလည်း၄កောက်လောက်ထိကျသွားကွာ enemy ဘက် EHP ငါတို့ဘက်ကမိတ်ကိုဘယ်လောက်ထောင်မိုးလဲဆိုတော့ဒီမေဘေးထဲမှာတော့လိုက်တက်တယ်ငါတို့ဘက်ကဟိုင်ပါနဲ့ enemy ဘက်က mask မဲနှစ်កောက်ပဲညရတယ်ကွာဒီမှာဆိုရဲကွာ enemy ဘက်က mask မဲကွာငါတို့ဘက်ဟိုင်ပါဝင်လာတော့မြင်ရတယ်သူကမဘက်ပဲတော့သူကတခါလဲတိတ်သွားပါတော့ enemy ဘက်က mask မဲမရှိတော့ငါတို့ဘက်ဟိုင်ပါလောက်တခါလဲဖုတ်ချပါတော့ဒီနေရာမှာဆိုတော့ငါအဲ့ရှိမှာအနိဖက်ဟိုင်ပါရှိတာမြင်လိုက်တော့မြင်လိုက်တော့ငါဝင်တော့မရှိတော့ကွာသူကဟိုဘက်ချုပ်ရောက်သွားကွာဒီနေရာမှာဆိုတော့တိုင်းတော့မင်းတို့ကြည့်တယ်ကွာအနိဖက်ဟိုင်ပါရဲ့ damage ကဘယ်လောက်များလဲဆိုငါတို့ဖက် mask မဲပါကွာ boost go ရှိလို့ပေါ့နော် boost go မရှိရင်တခါလဲသေဖို့ရခိုင်လို့များတယ်ဒီမှာဆိုတော့ကွာတိုင်းတော့မင်းတို့ကြည့်တယ်ကွာအနိဖက်ကလုံမှာကွာငါရှေ့ကဒီလောက်ကာထားရကွာတော့ရအောင်ဝင်ပြီးတော့ RDO ဝင်တိုးသွားရတယ်ပေါ့နော်အဲ့နဲ့ enemy ဖက်က hyper နဲ့လုံမှာကိုရလိုက်တယ်ကွာငါတို့ဖက်ကလောရထားတော့တခါတည်းအဲ့လို့ရသွားကွာဒီပွဲမှာဆိုရင်ကွာ enemy ဘက်ကကွာမိတ်ရယ် hyper ရယ်နောက်ပြီးတော့လုံမာရယ်နောက်ပြီးတော့ EHP ရယ်ပေါ့နော်သူတို့၄ရာတော်တော်လေးကောင်းတယ်ပေါ့နော်သွားလော့ပေါ်နေတဲ့ချိန်မှာကွာသူတို့ဘက်ထဲကျသွားလို့ပေါ့နော်မဟုတ်ရင်သူတို့နိုင်တယ်ပေါ့နော်โอเคအားလုံးဘိုင်ဘိုင်ပါနောက်ဗီဒီယိုမှာပြလဲဆိုသွေးကြပါမယ်